မင်္ဂလာပါခင်ဗျာဒါလေးကတော့ကျွန်တော်တို့ 65A 136တောင်းမှာကျွန်တော်တို့ဒီကောက်မဲ့အဆောက်အဦလေးပေါ့နော်3ကပြီး4ကပြီးငကခွဲအဆောက်အဦလေးအတွက်ပငက်ရိုက်မင်္ဂလာပြုလုပ်တဲ့မှတ်တမ်းလေးပေါ့ခင်ဗျာကျွန်တော်တို့ဒီအဆောက်အဦလေးကိုပငက်ရိုက်တဲ့အခါမှာဒီအခါပေးဆရာကရွေးချယ်ပေးထားတဲ့အချိန်ဒီမှာပငက်ရဲ့ကျိုးရင်းကြီးကျိုးပြားကြီးကန်ရမဲ့လူကြီးပြီးရင်ပငက်ရိုက်ရမဲ့လူကြီးငေးငန်းကြီးဒါကြီးအကုန်လုံးဟိုအချိန်ကိုက်ပြပြဝါကြီးစီစဉ်ပြီးတော့မှကျွန်တော်ဒီပငက်ရိုက်မင်္ဂလာလေးကိုအချိန်နဲ့လုပ်ပါတာပေါ့နော်ဒါမြန်မာရိုးရာကလေးအရာအချိန်ဆိုပငက်ရိုက်ဆိုပငက်ရိုက်အတိအမျိုးလေးကိုကြားရတာဖြစ်ပါတယ်ကျွန်တော်တို့ပငက်ရိုက်တဲ့အချိန်မှာဆိုရင်ပထမဆုံးဒီဖျားတန်ငါရံငါသုံးပါးကိုပူဇော်ကြောရဲ့ပူဇော်ကြောပြီးတော့အဲ့ပူဇော်ကြောကိုရတဲ့ကုသိုလ်လေးကိုရည်မှန်းပြီးတော့ခံရပိုင်ရကြီးဒီငါကမာရီဝငါကောင်းတဲ့မြက်ကြီးဒါကြီးအကုန်လုံးကျွန်တော်တို့အမြကမ်းပေးဝေပြီးတော့ဒီပွဲလေးပြီးကြရပေါ့နော်အဲ့ဒါပြီးရင်တော့ကျွန်တော်တို့ဒီပငက်ရိုက်မဲ့အချိန်ကရောက်ပြီဆိုရင်ပငက်ကိုဒီပငက်ငုံလေးကိုဒီပငက်ရိုက်မဲ့နေရာမှာကျွန်တော်တို့ရိုက်တယ်ပေါ့နော်ရိုက်ပြီးတဲ့အခါမှာတော့ဒီပငက်ငုံကိုကျွန်တော်တို့အစီအစဉ်တိုင်းပြန်ချုပ်တယ်ဒီပငက်ငုံလေးကိုကျွန်တော်တို့အင်ရှင်လေးကိုအငန်တယ်ပေါ့နော်ဒါပြီးတဲ့အချိန်မှာတော့ကျွန်တော်တို့ဒီပငက်ကိုပငက်ရိုက်ခြင်းစီကအောင်မြင်စွာပြီးဆုံးသွားတဲ့အချိန်မှာတော့ကျွန်တော်တို့အင်ရှင်ကကျွန်တော်တို့ကိုလက်တီးပေါ့နော်မြေကလက်ဆောင်လေးပေးတာရှိတယ်ပြီးတော့အခြားဆောင်မုံလေးတွေနဲ့အခန့်ကျွေးနေတာရှိတယ်ဒါလေးကတော့ကျွန်တော်တို့ပုံမှန်လုံးနေကြဖြစ်တဲ့ပငက်ရိုက်မင်္ဂလာလေးရဲ့အနည်းချုပ်